အားလုံးပဲမင်္ဂလာပါတခင် football test ARS YouTube channel နဲ့တခင် football test TikTok ကနေပြီးတော့ကြိုဆိုပါတယ်ကဲကျွန်တော်ဗနခင် Super Sunday ပထမဆုံးပြောချင်တဲ့အချက်ကတော့ကျွန်တော်တို့ TikTok မှာတစ်ခါလေရတယ်တစ်ခါလေမရဘူးပေါ့နော်အားကြောင့် TikTok ကနေပြီးတော့ကျွန်တော်တင်လို့ရရင်တင်ပေးတယ်တင်လို့မရဘူးဆိုရင်တော့ကျွန်တော်ကဟွာပေါ့ဘယ်လိုပြောရမလဲ YouTube မှာပဲတင်ပေးတယ်အဲ့တော့ YouTube မှာပဲသွားကြည့်ကြပါမနေ့က Super Sunday အခြေအနေဒီတစ်ပတ်တောက်ကြစနေတန်းငွေရတိတ်ပြောစရာမကောင်းဘူးပပမြင်လိုက်ပပထိလိုက်ပပမြင်လိုက်နေပေါ့နော်အဲ့လိုသွားတယ်ပေါ့နော်သွားတော့ကျွန်တော်မနေ့က free ပွဲတစ်ပွဲပေးတာ Man City တစ်ပွဲပေးရကြပါတယ် Man City က Aston Villa ကိုဖောက်သုံးမကြဆိုတာနဲ့ရှုံးသွားပါတယ်အားဆိုရင် free တစ်ပွဲကြပါတယ်မောင်းကလည်းကျွန်တော်ပြောမယ် Man City တသင်းပဲကြိုးပါတယ်ဗျာ Man City တသင်းပဲကြိုးပါတယ်เนาะကျွန်တော်ရဲ့မောင်း9သင်းမောင်းရတယ် Man City တသင်းပဲကြိုးပါတယ်ပြီးတော့ကျွန်တော်ရဲ့69.99ပွဲရလဲအပြည့်မရပါဘူးမာရော့ကရှုံးပါတယ်မာရော့က level 60ရှုံးပါတယ်ရိုးမာကတော့ +80 ရပါတယ်ပြီးတော့ကျွန်တော် Real နဲ့ဘာစီပွဲမှန်းပေးရတော့မှန်ပါတယ် Real မဲ့ထွက်ကိုကျွန်တော်မှန်းပေးရတော့မှန်ပါတယ်ကဲဒါကတော့Super Sunday ရပွဲတွေပေါ့နော် Super Sunday ရပွဲတွေခမှန်းချက်ပေါ့နော်ဒါဘယ်လိုပြောရမလဲဆိုတော့ရာခိုင်နှုန်းနဲ့တွက်မဲ့ဆိုရင်တော့ကျွန်တော်တို့40ရာခိုင်နှုန်းလောက်ပဲအောင်မြင်ပါတယ်စနေနေ့ရဆိုရင်ကျွန်တော်တို့60ရာခိုင်နှုန်းလောက်ပဲအောင်မြင်ပါတယ်တောက်ကြနေ့ရဆိုရင်လည်းကျွန်တော်တို့40ရာခိုင်နှုန်းလောက်ပဲအောင်မြင်ပါတယ်အပြည့်100ရာခိုင်နှုန်းမအောင်မြင်ပါဘူးအဲ့တော့ဒီတစ်ပတ်နိုင်ငံတကာပွဲတွေဆက်စပ်ပြီးချင်းဆိုရင်တော့ဒီလိုပဲအဆင်မပြေပါဘူးကြည်ရတာအရင်တစ်ပတ်ကတော့နိုင်ငံတကာပွဲတွေဆက်စပ်ချင်းပေါ့လေနိုင်ငံတကာပွဲတွေပြီးရဲ့ပွဲတွေပေါ့အခုဒီတစ်ပတ်ကတော့ဒုတိယမြောက်ပတ်ပေါ့နော်ဒုတိယမြောက်ရောက်တဲ့အထိကိုအဆင်မပြေသေးပါဘူးပေါ့နော်ကဲကျွန်တော်တို့မင်းညပွဲလေးတွေအကြောင်းလည်းပြောအောင်ပေါ့နော်မင်းညပွဲလေးဆိုရင်အာဆင်နယ်နဲ့ခရစ္စတယ်ဘဲတွေအကြောင်းကျွန်တော်ပြောအောင်ကျွန်တော်ဟာ Football Test ARS ဖြစ်နေတဲ့အတွက်အာဆင်နယ်ပေးဖြစ်နေတဲ့အတွက်အာဆင်နယ်အကြောင်းတော့ပြောမှရမယ်အာဆင်နယ်ကပရီးမီးယားလိပြိုင်ပွဲကိုသုံးမှတ်မဆုံးရှုံးရအောင်လို့တော်တော်လေးကိုတတိထားကြီးကြီးနဲ့ရင်ဆိုင်ရှင်းကပ်နေရလို့တွေ့ရတယ်အသင်းကြီးဖြစ်ဖြစ်အသင်းငယ်ဖြစ်ဖြစ်သူတို့တော်တော်လေးကိုတတိထားလွန်းတယ်အဲ့လိုတတိထားလွန်းတာကိုတော့ကျွန်တော်တို့နည်းနည်းတော့မကြိုက်ဘူးဆိုတာဒါနီးပြအာဒီတာเนาะအမှန်တကယ်ဆို Man City နဲ့ပွဲတော့ဆိုနိုင်ရမယ့်ပွဲကိုအရန်တတိထားလွန်းလို့1-1ဖြစ်သွားတာပေါ့เนาะအခုအသင်းငယ်လေးနဲ့တွေ့အသင်းကြီးနဲ့တွေ့အာဆင်နယ်ကအရန်တတိထားလွန်းတယ်အခုခရစ်စတယ်ဘဲလေးနဲ့ပွဲဆိုလဲအိမ်ဝင်းကြီးမှာ1-0နဲ့ကတ်နိုင်တယ်ဆိုအမှန်တကယ်ဆို2-0လောက်ထိကိုသူတို့စူးစမ်းတယ်စူးစမ်းရင်လည်းရနိုင်တယ်နော်တိုက်စစ်တွေရောကွင်းလေတွေရောအကောင်ကြီးတွေအဲ့ဒါကို1-0လေးနဲ့ကိုသူတို့ခံကန်သွားတယ်ပေါ့နော်ဒါဂိုးတွေကန်ဆယ်လောက်ခံတော့ရှိတယ်ဒါပေမဲ့လည်းကျွန်တော်ပြောတာစူးစမ်းရင်ရပါတယ်ကန်ရင်ရတယ်မကန်တာဘာလို့မကန်တာဆိုသူတို့ဂိုးပြန်ပေးရမှာဆိုလို့ဒါထားပါဗျာ1-0နဲ့ပိတ်ကန်တော့မိနစ်90ကြာမှာပယ်နယ်တီပေးလိုက်ရတယ်ခေါင်းတိုက်ဘောပေးလိုက်ရတယ်ဆိုရင်ဘယ်လိုလုပ်မ1-1ဆိုအမှတ်ဆုံးရှုံးရမှာလေဒါပေမဲ့ဒါကတော့ခုချိန်ကြီးတော့မဆုံးရှုံးသေးဘူးပေါ့နော်အာဆင်နယ်ကတော်တော်လေးကိုသတိထားကြီးသွားရှင်းပြိုင်နေရပေါ့နော်ပြိုင်ပွဲကိုတော့3မှတ်မဆုံးရှုံးရအောင်လို့အမှတ်ကိုရသလောက်စုနေရပေါ့နော်ကဲအခုဒီယာတီရဲ့ထူးခြားချက်ကတော့အာဆင်နယ်ရဲ့အဓိကပြိုင်ပွဲကြီးနှစ်ခုဖြစ်တဲ့ Man City နဲ့ Liverpool နှစ်သင်းလုံးအခြေအနေမကောင်းဘူးဗျာMan City ဆိုလည်းမနေ့ကရှုံးတယ်အာဆင်နယ်နဲ့အမှတ်တော်တော်ကွာဟချက်ကြီးသွားပြီ Liverpool ဆိုလည်းအမှတ်ကွာဟချက်ကြီးသွားပြီဒီအခုလောဆိုတော့အာဆင်နယ်ရဲ့ပြိုင်ဘက်တွေကဆန်ဒါလန်ဘုံပေါင်းနဲ့စပါရိုဖြစ်နေတယ်မန်ယူလည်းဒီတိုင်းသွားမယ်ဆိုရင်တော့အာဆင်နယ်ရဲ့ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်အဲ့တော့အာဆင်နယ်ဒီနှစ်တော့ကံကောင်းတယ်လို့ပြောရမလားဘာလို့မသိဘူးเนาะအမှတ်ကွာချက်တွေကိုလှုပ်ဆောင်လာနိုင်တယ်အသင်းကြီးတွေကလည်းနည်းနည်းခစ်ပြက်နေเนาะ Man City ဆိုမနေ့ကတော်ကိုညံ့တာเนาะ Man City ပွဲကိုကျွန်တော်ကြည့်နေရဗျအာကြီးပွဲကိုတော့ကျွန်တော်မကြည့်ဘဲနဲ့ Man City ပွဲကိုကြည့်နေ Man City ပွဲကိုကြည့်နေဆိုတာမောင်းတော်များများ Man City ပါနေတာပေါ့နော် Man City ကိုအောက်တွေပါနေတော့ကျတော့ကြည့်နေဗျာ Man City တော်လေးကိုညံ့တယ်အရင်ခေတ်တော့ရာယာတိုရေးတို့ဒီဘရိုင်းတို့ကျွန်တော်တော်လွမ်းနေဗျာနော်ရာတိုရေးတို့ဒီဘရိုင်းတို့တိုက်စစ်မှာတော့ဟာလန်ကတော့ကောင်းပါတယ် Man City ကတိုက်စစ်မှာကောင်းတာမရှိဘူးဗျာဟာလန်ကောင်းတယ်အဘူယိုကောင်းနေတယ်ဒီလောက်ပဲဟိုတိုက်စစ်မှုနဲ့ဟိုမဖြစ်ဘူးပေါ့ဗျာကံမပါဘူးပေါ့ဒါပေမဲ့မနေ့ကပွဲမှာတော့တော်တော်လေးစုပ်ပါတယ် Man City ကဒေးဗစ်ဆေးဘာတို့ဘာတို့ကျွန်တော်တော်တော်ပြန်နှွမ်းပါတယ်ပေါ့နော်တောင်မန်နေဆိုလဲစုပ်ပြန်နေရပဲပေါ့နော်အရင်တော့ Graceless တို့Mahrez တို့တော့အဲ့လိုတစ်ခုလုံးမပြနိုင်ဘူးညာမှန်တိုင်းပြောရရင်မစွန့်ပါဘူး Man City အဲ့တော့အာဆင်နယ်ကတော့ easy goal shoot မယ်လို့ကျွန်တော်စိတ်ထဲမှာခံစားနေရတယ် easy goal shoot နဲ့ပဲအာဆင်နယ်က easy ရဲ့အသင်းဟောင်းဘောက်ကိုတွင်းတယ်တလုံးနဲ့တော့ဂိုးနဲ့ပဲအာဆင်နယ်ကအစစ်တဲ့နေရာမှာဆက်လက်ပြီးတော့တည်ရှိနေရဖြစ်တယ်ပေါ့နော်မနေ့က
စပိန်နာလီဂါရဲ့အပြင်းထန်ဆုံးပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ Real နဲ့ Barca ပွဲမှာဆိုရင်တော့ Real Madrid က Barcelona 2-1 နဲ့နိုင်သွားတယ်နိုင်သွားတယ်ဆိုတော့ Barca ကမနေ့ကတော်တော်ညံ့ပါတယ်ပေါ့နော်ညံ့ပါတယ် Real Madrid ကတော့ကောင်းလုံးပါတယ်ပေါ့နော်အဲ့မှာ Bicini တို့ဘာလို့စောစီထုတ်ခံလို့စိတ်ဆိုးသွားတဲ့မြင်ကွင်းတွေလည်းကျွန်တော်မြင်ရပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ဒီတနင်္လာနေ့တည့်ရက်တော့ကျွန်တော်နားပါမယ်တနင်္လာနေ့တည့်ရက်ဗီဒီယိုတင်ခြင်းဗီဒီယိုခန့်မှန်းခြင်းနားပါမယ်နားပြီးရင်ကျွန်တော်အင်္ဂါပုဒ္ဓဖူးကြာပေးတောက်ကြဆက်တိုက် run ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်အချိန်မီစူးစမ်းပြီးတင်ပေးနေပါတယ်သုံးသက်ချက်တွေဆိုရင်တော့မနက်ခင်း7:00နာရီထိုးပွဲပြီးသုံးသက်ချက်တွေဆိုရင်တော့မနက်ခင်း7:00နာရီထိုးတင်ပေးနေပါတယ်ခန့်မှန်းသုံးသက်ချက်တွေဆိုရင်တော့အင်္ဂါကနေပြီးတော့တောက်ကြနေတီကကျွန်တော်ညနေ6:00နာရီနောက်ပိုင်းကိုတင်ပေးပါတယ်စက်တွေတင်လို့နေဆိုရင်တော့ကျွန်တော်2:00နာရီကနေပြီးတော့4:00နာရီချာကိုတင်ပေးပါတယ်ဗျအဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscriber မလုပ်ရသေးရင် subscriber like and share လေးလုပ်ပြီးတော့ subscriber လေးလုပ်ပေးပါဦး TikTok လေးကိုလည်း follower လေးလုပ်ပေးပါဦး like လေးပေးပါဦးပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်ရဲ့ပွဲလေးတွေကိုဝယ်ဒီတစ်ပတ်မှာဝယ်ယူအားပေးတဲ့ညီကိုတွေကိုလည်းကျေးဇူးတင်ပါတယ်69.99ပွဲတွေအခုချိန်ထိတော့ရှုံးပွဲမရှိသေးအခုချိန်ထိတော့နစ်နာခြင်းမရှိသေးပါဘူးရှုံးပွဲတော့ရှိနေပါပြီနစ်နာခြင်းတော့ရှိသေးပါဘူးဆိုတော့ free ပွဲတွေရောနစ်နာနေပြီဗောနော်အရင်တစ်ပတ်ကမနေ့ကလည်းရှုံးတယ်ဒီနေ့လည်းရှုံးတယ်ဗောနော် free ပွဲတွေရောနစ်နာနေပါပြီ69.9ရာခိုင်နှုန်းတော့မနစ်နာပါဘူးကျွန်တော်အကောင်းဆုံးပြန်လာပါမယ်ကျွန်တော်ရဲ့ဗီဒီယိုနောက်ဆုံးမှာလည်းကျွန်တော်ဖုန်းနံပါတ်ထည့်ထားပေးပါတယ် TikTok မှာတော့မပါပါဘူး TikTok မှာ TikTok ကညီကိုတွေဆက်သွယ်ခြင်းနဲ့ဆိုရင်တော့3996495611ကိုဆက်သွယ်နိုင်ပါတယ်ဟုတ်ကဲ့အားဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့တည့်ရက်နာပြီးမနေ့ပြန်ကြရင်ပြန်ဆောင်ကြမယ်ဗျ